နောက်ပြီးကနေပစုံလေးယူချလာတာဟဲ့လားတော်တော်လေးကပစုံစားချင်နေရဆိုတော့ wish မီကာလေးနဲ့ပစုံ sandwich လေးလုပ်ကြမယ်နော်တော်တော်လား cheese ထဲဦးမလား mother choice okay ဦးအော်ထဲမှာလားထဲမယ်ကြောက်ကြောင်ရောထဲမယ်အဲ့ဆိုရင်တော့အကုန်လုံးပေါင်းပြီးတော့ sandwich လေးလုပ်ကြမယ်ပထမဆုံး margarine လေးကိုစီစားသုံးမယ်မှု့သွားအောင်လို့ပေါ့နော်အိုးအရင်ဆုံးအပူပေးထားမယ်နော်ဟိုးနန်းပြန်သွားပြီဆိုရင်ခောက်ထားတဲ့ကြုတ်လေးထည့်မယ်။ညာပြီ။အဲ့ပုံမှာခုနကတော်တော်ထည့်ခြင်းနဲ့ကြုတ်ချောင်းလေးရယ်ပစုံလေးနှစ်ကောင်ရယ်ထည့်မယ်။ဝါပြီးရင်တော့ဖုံးလေးထုတ်ထားလိုက်မယ်။ခဏစောင့်မယ်နော်။ရလာပြီတင်နဲ့ဖွင့်ကြည့်မယ်။ဝါပေါ့နဲ့ရောစားကြည့်ကြရ။ရပြီဆိုရင်မမဝိုင်တို့ကောင်မတစ်ချက်ကိုတင်လိုက်မယ်။ပြီးပြီဆိုရင်ဖိလိုက်မယ်ဖိပြီးတော့မှနှံလိုက်မယ်ပြန်ဖွင့်ပြီးတော့ဒီဘက်ချမ်းမှာလည်းပေါင်မုတ်တစ်ချက်တင်မယ်ကဲဒီချာညှပ်ထားပြီးတော့ပေါင်မုတ်ကိုမိခင်ထားလိုက်မယ်တုံတုံလေးမှာစားကြည့်လို့လေအိုးဘေးနားမှာဇိုးမှာကန်တာလေစားရပါမယ်သမီးရဲ့ခဏလေးစားမကြက်သေးလို့နော်ရတော့မယ်နော်ရတော့မယ်မီးတော့ပိတ်သွားပြီဆိုတော့ဖွင့်ကြည့်မယ်ဝါတုံတုံလေးကတော့ ready ဖြစ်နေပြီညီကြည့်လိုက်ပါဦးမမချက်ထားတာကောင်းလားလို့ကောင်းလားကြိုက်လားကြိုက်လမထောင် good အရသာလေးရှိပြီလောက်ရလွယ်ကူပြီအာဟာရရှိတယ်ဒီလိုမျိုး service လေးတွေတဲတုံးလေးတို့အိမ်မှာလဲကိုယ်တိုင်လုံးကြည့်လို့ရတယ်နော်